ပအံရောက်တော့ဟိုတယ်ကနာဦးမှာတဲဖြစ်ခဲ့ပါတယ်တီနေရာကတော့ကန်တာယာရေကန်အရှိမှာပါ9လွာမှာတဲရင်ဝရန်တာပါပါတယ်10လွာမှာတော့ဘားနဲ့မနက်စာဘူဖေးကျွေးရနေရဖြစ်ပါတယ်ကျွန်တော်ကတော့4လွာမှာတဲဖြစ်ခဲ့ပါတယ်ဒါ4လွာနဲ့မြင်ရတဲ့မြင်ကွင်းပါရှုခင်းကတော့တော်တော်လေးတာရပါတယ်ကန်တာယာရေကန်တစ်ခုလုံးမြင်ရပါတယ်ဒါကတော့ကန်တာယာရေကန်ဖြစ်ပါတယ်ဒီမှာလူတွေတပ်ပုံလည်းရိုက်နေကြရပါတော့ဒီဘက်မှာမုတ်စီတန်းလည်းရှိပါတယ်ညဘက်တိရှိပါတယ်ဟိုတယ်ရှိမှလည်းဒီလိုငကျင်းလေးတွေမွေးထားပါတယ်ဂျပန်ငကျင်းတွေပေါ့နော်ဒါကတော့ဟိုတယ်ရှိရမုတ်စီတန်းဖြစ်ပါတယ်မုတ်စီတန်းမှာလည်းမုတ်တွေတော်တော်စုံပါတယ်အာလူကျော်ဝတ်သားတုတ်ထိုးအာဘူးရှာဘူးပေါက်စီတင်မော်ဒီထောင်ကြက်ကြော်အကင်ဖြော်ရည်အကုန်ရပါတယ်ဒါကတော့ကျွန်တော်အာလူကျော်ဝယ်ခဲ့တာပါအာလူကျော်ကအချိုရောအဆက်ကိုရပါတယ်ကျွန်တော်အာလူကျော်အဆက်လေးမှာစားဖြစ်ခဲ့ပါတယ်အာလူကျော်အဆက်ကတော့အရင်ဆုံးအာလူကိုကြော်တယ်ပြီးရင်အဆက်လေးနဲ့တုပ်ပြီးတော့တော့ပင်လေးနည်းနည်းဖြည့်ပြီးရပါတော့တပွဲ3000ဖြစ်ပါတယ်စိုးပါဦးဈေးကဒါကတော့ရခိုင်မုတ်တီအဘူရှာဘူးဆိုင်မှာပေါက်စီလည်းရပါတယ်အဘူရှာဘူးတော့အရင်မကြိုက်ပါမဲ့ပေါက်စီကတော့တော်တော်လေးကြိုက်ပါတယ်ကျွန်တော်စက်တာပေါက်စီစားဖြစ်ခဲ့ပါတယ်တစ်လုံး1500ပါဆိုင်နာမဲကဒီမနွယ်ဆွဲဆိုင်လေးပါပြီးရင်ဝတ်သားတို့စားဖြစ်ခဲ့ပါတယ်အရန်တော့သဘောမကျပါဘူးတချောင်း200ပါမစိုးဘူးလို့တော့ပြောလို့ရပါတယ်ဒါကတော့ဖြော်ရည်ဆိုင်ပါဖြော်ရည်ဆိုင်မှာ blueberry ဖြော်ရည်လေးတောက်ဖြစ်ခဲ့ပါတယ်2500ပါဒါကတော့ဟိုတယ်ရှိမှမြင်ရမယ့်ကန်တာယာရေကန်ရဲ့ view ပါသူများရတော့မုတ်ထိုင်စားနေကြပါတယ်ဒါကတော့ကျွန်တော်ဖြစ်ပါတယ်ဒါမုတ်စားပြီးတော့ကန်တာယာရေကန်မှာလမ်းလျှောက်ခဲ့တဲ့မြင်ကွင်းလေးပါဒီဘက်မှာတရားသစင်ဟိုးဘက်မှာတရားသစင်ရှိပါတယ်အဲ့ဘက်ထိတော့မသွားတော့ပါဘူးဒါကတော့ကန်တာယာရေကန်နေမြင်ရတဲ့ကန်တာဦးဟိုတယ်ပါဒါကနောက်နေ့မနေ့တောင်ဝိုင်းတက်ပြီးစားခဲ့တဲ့ breakfast buffet ဖြစ်ပါတယ် breakfast buffet လည်းမစိုးပါဘူးကျွန်တော်မြင်ကွင်းနေလည်းတော်တော်လေးလာရပါတော့အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးပါ Thank you so much